ရွာငယ်လေးတစ်ရွာမှာဆမ်ဆိုတဲ့လူတစ်ယောက်ရှိတယ်။သူဟာအလွန်လောဘကြီးပြီးငွေကိုပဲအမြဲစိတ်ဝင်စားတဲ့လူတစ်ယောက်ဖြစ်တယ်။ဒီနေ့မှာဆမ်မှာရွှေတင်ကား90ပါတဲ့အိတ်သေးလေးတစ်လုံးကိုတင်ထားခဲ့တယ်။ဒါပေမဲ့မကြခင်မှာပဲအဲ့ဒီအိတ်ကပျောက်သွားခဲ့တယ်။ဆမ်မှာနေရာတိုင်းလိုက်ရှာခဲ့တယ်။ရက်အနည်းငယ်ကြာပြီးနောက်ဆမ်အတွက်အလုပ်လုပ်နေတဲ့လူတစ်ယောက်ရဲ့သမီးကလေးကလမ်းဘေးမှာအိတ်ကိုတွေ့ခဲ့တယ်။သူတို့နှစ်ယောက်ကအိတ်ကိုဆမ်စီပြန်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ဒီမှာ25တင်ကားရှိရမှာဟာခု90ပဲရှိတယ်မင်းတို့ခိုးထားတယ် ဒီအမှုကိုတရားရုံးထိတင်လိုက်ကြတယ်။တရားသူကြီးကနှစ်ဖက်စလုံးရဲ့စကားကိုနားထောင်နေတယ်။ တရားသူကြီးကစဉ်းစားပြီးပြောလိုက်တယ်။ဆန်ကသူ့အိတ်ထဲမှာရွှေတင်ကား25ရှိတယ်လို့ပြောတယ်။ဒါပေမဲ့ဒီအိတ်ထဲမှာ90ပဲရှိတယ်။ဒါကြောင့်ဒီအိတ်ဟာဆန်ရဲ့အိတ်မဟုတ်နိုင်ဘူး ဆမ်ကတော့လောဘကြီးမှုကြောင့်အရှုံးပဲရခဲ့တယ်။တမာရီရှိသူတွေဟာစုလံရပြီးလောဘကြီးသူတွေကတော့နောက်ဆုံးမှာအရှုံးပဲရကြတယ်။